ဝက်ချန်တွေဖြစ်ပြီးလို့ရှိရင်ကျွန်တော်တို့အနောက်ကနေကြံခဲ့တဲ့အမဲဆက်တွေအနီးဆက်တွေကိုတတိထားမိကြလိမ့်မယ်ပေါ့နော်ဆိုတော့လူနာတော်တော်များများလည်းမေးတယ်ဒီဝက်ချန်တွေပေါက်ပြီးသွားရင်အနောက်မှာကြံခဲ့တဲ့အမဲဆက်တွေအနီးဆက်တွေကမပြောက်တော့ဘူးပေါ့နော်လားနဲ့ချီအောင်ကြာတယ်ပေါ့နော်ဒါကဘာကြောင့်ဖြစ်ကြတာလဲဘယ်လိုပြောက်အောင်လုပ်လို့ရတယ်ပေါ့နော်အဓိကတော့ဒါတွေကဝက်ချန်ရဲ့နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အရာတွေလို့လည်းခေါ်တယ်ဒါပေမဲ့တကယ်တမ်းဒီအမဲဆက်နဲ့အနီးဆက်တွေကဖြစ်ပေါ်လာတဲ့အကြောင်းရင်းမတူတလို့ကုသမှုကလည်းမတူဘူးအရေးပြားကိုထိမ့်သိမ်းဆောက်ရှောက်ရတဲ့ပုံစံလည်းမတူဘူးဆိုတော့ပထမဦးဆုံးအရေးကြီးတဲ့တစ်ချက်ကတော့ဒီအမဲဆက်တွေအနီးဆက်တွေကိုဖြစ်စေတဲ့ဝက်ချန်တွေထပ်ပြီးတော့မဖြစ်ဖို့အရေးကြီးတယ်အဲ့ဒါကြောင့်မလို့ပထမဦးဆုံးလုပ်ရမယ့်အချက်ကကျွန်တော်တို့ဝက်ချန်တွေလုံးဝပြန်မဖြစ်အောင်လို့ကျွန်တော်တို့ကအရင်ဆုံးကုသထားဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကဒီအမဲဆက်တွေပေါ့နော်ဝက်ချန်ကြောင့်ကျန်တဲ့အမဲဆက်တွေဒါကိုကျွန်တော်တို့ကဒီ medical terms အရာဆိုလို့ရှိရင်ကျွန်တော်တို့က post inflammatory hyperpigmentation လို့ခေါ်တယ်အတူကောက်ကျွန်တော်တို့ PIH လို့သုံးပါတယ်ဒါကများသောအားဖြင့်ကျွန်တော်တို့အသားညိုတဲ့သူတွေမှာပို့ပြီးတော့တွေ့ရတယ်အဓိကကတော့သူကဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်တော့သူကဒီဝက်ချန်ကြောင့်ရောင်ရမ်းမှုဖြစ်တယ်ပေါ့နော်ဒီရောင်ရမ်းမှုကဒီရေပြားထဲမှာရှိတဲ့ melanocyte လို့ခေါ်တဲ့ကျွန်တော်တို့အရေးပြားရောင်ချယ် cell စနစ်ကိုရောင်ချယ် cell တွေကိုတွားပြီးတော့လှုံ့ဆော်တယ်လှုံ့ဆော်ပြီးတော့ကျွန်တော်တို့ပုံမှန်ထက်ရောင်ချယ် cell တွေ melanin တွေကိုပို့ပြီးတော့ထွက်စေတယ်ဆိုတော့ဒါကြောင့်မလို့ဒီနေရာမှာအမဲဆက်တွေကပို့ပြီးတော့ဖြစ်စေတယ်အဲ့ဒီနေရာမှာဒီအမဲဆက်တွေကိုပို့ပြီးတော့စိုးစေတဲ့အကြောင်းရင်းကကျွန်တော်တို့ကဒီတွားပြီးတော့ဝက်ချန်တွေကိုအတင်းတွားပြီးညှစ်လိုက်တာတို့ကုတ်လိုက်တာတို့ဖဲ့လိုက်တာတို့အဲ့လိုလုပ်တဲ့ခါကြလို့ရှင်ဒီအမဲဆက်တွေကပုံမှန်ဝက်ချန်ရောင်လို့ရှင်ကြံတဲ့အမဲဆက်တွေလို့မဟုတ်ပဲねသူကအရေးပြားရဲ့ဒီကျွန်တော်တို့အောက်လွှာပေါ့နော်ဒီအောက်လွှာတဲ့အထိပါဒီအမဲဆက်တွေကရောက်သွားတယ်အဲ့လိုအောက်လွှာတဲ့အထိအမဲဆက်တွေမက်လနင်တွေပြန့်နှံ့သွားပြီဆိုလို့ရှိရင်တော့အချိန်အကြာကြီးကုသနိုင်ပါတယ်ပုံမှန်ဒီလိုအမဲဆက်တွေကိုကျွန်တော်တို့ကုမယ်ဆိုလို့ရှိရင်အနည်းဆုံး3လကနေ6လလောက်ကြာပါတယ်အကယ်၍ဒီလိုကုတ်လိုက်ဖဲလိုက်လို့ကြံခဲ့တဲ့အမဲဆက်တွေဆိုလို့ရှိရင်တော့ဒီထက်ပိုပြီးတော့ကြာရှည်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဝက်ချန်ဖြစ်လို့ရှိရင်မကုတ်ပါနဲ့မညစ်ပါနဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့အမြဲတမ်းလူနာတွေကိုတတိပေးနေရတာဖြစ်ပါတယ်ဆိုတော့ဒီဝက်ချန်ကြောင့်ဖြစ်ပေါ်လာတဲ့အမဲဆက် PIH တွေတက်တာဖို့ဒါတွေကိုအမြန်ဆုံးတက်တာဖို့နီလန်ကတော့ကျွန်တော်တို့ပထမဦးဆုံးချက်လောက်ကမှာနေရောင်ကာစီလိမ့်ဖို့ပါဘာကြောင့်လဲဆိုတော့နေရောင်ထဲမှာပါတဲ့ခရမ်းလုံရောင်ကြီးနဲ့ကျွန်တော်တို့ဒီပုံမှန်အလင်းပေါ့နော်ကျွန်တော်တို့နေတဲ့သူကတွေ့မြင်နေရတဲ့ visible light လို့ခေါ်တဲ့အလင်းတွေဟာဒီလို melanin ဓာတ်ထွက်မှုကိုလှုံ့ဆော်ပါတယ်ဒါကြောင့်မလို့ဒီအမဲဆက်တွေကိုပို့ပြီးတော့ထွက်စေတယ်အရာဒီအမဲဆက်တွေကိုပို့ပြီးတော့ပို့ထင်းစေတယ်ပေါ့နော်အဲ့ဒါတွေကိုကောက်ွယ်ဖို့အတွက်ကျွန်တော်နေအောင်ကာစီလိမ့်ဖို့လိုပါတယ်ဒုတိယတစ်ချက်ကတော့ဒီအမဲဆက်တွေကိုတဖြည်းဖြည်းချင်းနဲ့ကွာသွားဖို့ဒီအမဲဆက်တွေပျောက်သွားဖို့ကိုအားပေးဖို့အတွက်ကျွန်တော်တို့အရေးပြားက6တွေ့နေလို့မရပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ကအရေးပြားကို moisturize ပေါ့နော်အရေးပြားကိုအဆူတက်ပေးတဲ့လိမ်စီတွေကိုလိမ်ဖို့လိုပါတယ်နောက်တစ်ခုအနေနဲ့ကကျွန်တော်တို့ဒီအမဲဆက်တွေကိုမြန်မြန်ပြောက်ဖို့လိမ်တဲ့နေရာမှာကျွန်တော်တို့တခြားသောဒီအရေးပြားတွေမြန်မြန်ကွာအောင်လို့ပြုလုပ်ပေးတဲ့ကျွန်တော်တို့ retinoids တွေပါတဲ့ cream တွေလိမ်လို့ရတယ် retinol ပါတဲ့ဒီ serum တွေ skin care တွေကိုလိမ်လို့ရတယ်ဒီအညိုဓာတ်တွေကိုမထွက်အောင်လို့တားဆီးနိုင်တဲ့ကိုဂျစ် acid လိုဟာမျိုးသုံးလို့ရတယ်ပြီးတော့နောက်ထပ်အခြားသော vitamin C လိုဟာမျိုးဒီလို serum လေးတွေကိုထည့်ပြီးတော့ကိုယ့်ရဲ့ skin care ထဲမှာထည့်ပြီးတော့သုံးပေးမယ်ဆိုရင်အမဲဆက်တွေပျောက်သွားအောင်မြန်မြန်အထောက်အကူပေးပါတယ်အကယ်၍ကိုကဒီလိုမျိုးကိုယ်တိုင်လိမ့်နေတာနဲ့တင်ကိုကမလုံလောက်ပဲမြင်မြန်ပို့ပြီးတော့တက်တာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီစီကန်းတွေမှာတွားရောက်ပြီးတော့ကုထုံးတွေလည်းပြုလုပ်လို့ရပါတယ်အဲ့လိုပြုလုပ်လို့ရတဲ့ကုထုံးတွေထဲမှာကျွန်တော်တို့က whitening chemical peeling လို့ခေါ်တဲ့အမဲဆက်တွေနဲ့ဒီမကောင်းတဲ့ cell တွေကိုခွာပစ်တဲ့နီလန်ကိုအသုံးပြုလို့ရတယ်လို့ကျွန်တော်တို့ကဒီ pico laser ပေါ့နော်ဒီအမဲဆက်တွေကိုဖယ်ရှားပေးတဲ့ laser စနစ်နဲ့ဖယ်ရှားတဲ့ဟာကိုလည်းပြုလုပ်လို့ရပါတယ်ဒါပေမဲ့ဒါတွေကကိုယ့်ရဲ့မျက်နှာအသားအရည်အခြေအနေဝက်ချန်ဘယ်လောက်များလဲဒီအမဲဆက်တွေရဲ့အတိမ်နဲ့ပုံမူတည်ပြီးတော့ဒါဆရာဝန်ကရွေးချယ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးကုထုံးတွေကိုပြုလုပ်မယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်မှုတော့လိုအပ်ပါတယ်။များသောအားဖြင့်ဒီအမဲဆက်တွေကဝက်ချန်တွေမထွက်ဘူးတည်တည်ချာချာ skin care လုပ်သွားတယ်ဆိုလို့ရှိရင်တော့6လဝန်းကျင်လောက်ဆိုရင်တော့များသောအားဖြင့်ပျောက်ပါတယ်။အကယ်၍ကိုကဒီထက်မြန်ကျင်တယ်ဆိုလို့ရှိရင်တော့သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးတော့နောက်ထပ်ပို့ပြီးတော့အထူးပြုထားတဲ့ခုနပြောတဲ့ကုထုံးတွေလုပ်ဖို့လိုမလို့တင့်တော်သလားမတင့်တော်ဘူးလားဆရာဝန်နဲ့တွားရောက်ပြီးတော့တိုင်ပင်လို့ရပါတယ်။